တကယ်ပဲအရန်ချင်းတန်ဖိုးမဲ့သွားတာလားပေါ့နော်လူငယ်ဘဝဆိုတာကရေကုန်တန်တွေမျောလင်းချက်တွေနဲ့ဒီပြည့်နှက်နေတယ်လို့မျိုးပေါ့နော်နာကျင်မှုတွေလည်းပဲလေရင်ဆိုင်ရတတ်တယ်ဗျအထူးသဖြင့်ပေါ့နော်အခြေရေးမှာဆိုလို့ရှိရင်ပို့ပြီးတော့ရှုပ်ထွေးသေးတယ်ဗျတခါတလေဆိုလို့ရှိရင်ဗျအရန်ချင်းပြီးလို့ကိုပေးဆက်တဲ့လောက်ပေါ့နော်ပြန်မရပဲထားသွားခံရတာမျိုးဒါမှမဟုတ်ပေါ့နော်ကိုယ့်ရဲ့အချစ်ပြပြမှုကပေါ့နော်တန်ဖိုးမဲ့သွားတယ်လို့မျိုးခံစားရတာမျိုးတွေလည်းကြုံမှုကြမှာပါဗျတကယ်ဆိုလို့ရှိရင်ပေါ့နော်တကယ်ပဲအချစ်ကတန်ဖိုးမဲ့သွားတာလားဒါဆိုလို့ရှိရင်တကယ်ပဲအရန်ချစ်ရင်တန်ဖိုးမဲသွားတာလားဒါမှမဟုတ်ဘာတွေများလွဲနေလဲပေါ့နော်လူတယောက်ကိုအရန်ချစ်တယ်ဆိုတာကလှပတဲ့ခံစားချက်တစ်ခုပဲဗျဒါပေမဲ့ကိုယ့်ရဲ့ချစ်ချင်းမြတ်တာကိုတခြားသူတူကဘယ်လိုတုံ့ပြန်မလဲဆိုတာကိုတော့တူချင်းစီရဲ့ပေါ့နော်စိတ်နေစိတ်ထားနဲ့နားလည်မှုမှာမူတည်တယ်ဗျတချို့ကသူတို့ရဲ့ချစ်ချင်းတွေကိုတန်ဖိုးထားတတ်ပေမဲ့ပေါ့နော်တချို့ကကြတော့ပေါ့ပေါ့တန်တန်သဘောထားတတ်ကြတယ်ဗျဒါပေါ့နော်ကိုယ့်ရဲ့ချစ်ချင်းကတန်ဖိုးမရှိလို့မဟုတ်ဘဲနဲ့လက်ခံသူရဲ့အမြင်နဲ့ပေါ့နော်အချစ်ကိုနားလည်ပုံမတူညီတာကြောင့်ဗျလူတိုင်းမှာကိုယ်ပိုင်တန်ဖိုးဆိုတာရှိတယ်ဗျအဲဒီတန်ဖိုးကကိုယ့်ရဲ့အရေးချင်းတွေကိုရင်တရားတွေယုံကြည်ချက်တွေနဲ့တိစောက်ထားတာဗျကိုတန်ဖိုးထားတတ်ဖို့ကလည်းအရေးကြီးတယ်ဗျသူများကိုဘယ်လိုမြင်လဲဆိုတာထက်ပေါ့နော်ကိုဘယ်လိုသတ်မှတ်ထားလဲဆိုတာပိုပြီးတော့အရေးကြီးတယ်ဗျခြေမှာဆိုရင်လည်းပဲပေါ့နော်ကိုယ့်ရဲ့တန်ဖိုးကိုသိတဲ့သူကကိုလွယ်နဲ့ပေါ့နော်နင်မောအောင်ခံစားဝင်ပြီးမှမဟုတ်ဘူးလေအခြေဆိုတာကတူးနဲ့တူးပေါ့နော်နားလည်ပုံချင်းမတူညီကြဘူးလေဗျာတချို့ကအချစ်ကိုယာယီပိုင်ဆိုင်ခြင်းလို့မြင်ကြတယ်လို့မျိုးပေါ့နော်တချို့ကလည်းပဲအချစ်ကိုပေးဆက်ခြင်းလို့မြင်ကြတယ်ဗျာတချို့ကတော့အချစ်ကိုပေါ့နော်စိတ်ကူးရင်ဆန်းဆန်းသဘောထားကြပြီးတော့တချို့ကကြတော့ဒီဘယ်လိုပြောရမလဲလက်တွေ့ကြစဉ်းစားတတ်ကြတယ်ဗျာဒီလိုနားလဲမှုတွေပေါ့နော်မတူညီတာကြောင့်လည်းပဲဆက်ဆံရေးတွေမှာဒီပြဿနာမျိုးတွေနဲ့ကြုံနေရတယ်ဗျာကျွန်တော်တို့အနေနဲ့ပေါ့နော်ကိုမချစ်တာကိုအပြစ်တင်မှုတော့မတင်ဘူးဗျလူတိုင်းမှာကိုယ်ပိုင်ခံစားချက်တွေရွေးချယ်ပိုင်ခွင့်တွေရှိကြတယ်ဗျဒါပေမဲ့ချစ်တယ်လို့မချစ်တယ်လို့လုပ်တာကိုတော့ဒီလက်မခံခြင်းဘူးဗျဒါကပေါ့နော်တစ်ဖက်လူရဲ့ခံစားချက်ကိုလေးစားမှုမရှိရရောက်တယ်လို့မျိုးမလိုအပ်တဲ့မျှော်လင့်ချက်တွေကိုပေးတယ်လို့မျိုးလည်းဖြစ်တယ်ဗျဘလို့ဆက်ဆံရေးမျိုးဆိုဗျပွင့်လင်းမြင်သာမှုကပို့ပြီးအရေးကြီးတယ်ဗျကိုယ့်ရဲ့စိတ်ထဲမှာရှိကြကိုရိုးရိုးသားသားပေါ့နော်ဖွင့်ပြောနိုင်မှသာလုံးနှစ်ဖက်နားလည်မှုယုံကြည်မှုတွေတည်ဆောက်နိုင်ပါဗျနောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကတော့ပေါ့နော်အချစ်ဆိုတာကရိုးသားမှုနဲ့လေးစားမှုမှာတည်ဆောက်ထားတဲ့တယ်ဗျကိုရှိတဲ့သူစီကနေပြီးတော့ပွင့်လင်းလင်းပေါ့နော်ဆက်ဆံခံရဖို့ပေါ့နော်မျှော်လင့်ချက်ရှိတယ်လို့မျိုးပေါ့နော်ကိုယ်တိုင်ကလည်းပဲရိုးသားဖို့လိုတယ်ဗျတစ်ဖက်ကမချစ်ဘူးဆိုရင်တော့မှသူ့ရဲ့ဆုံးဖြတ်ချက်တွေကိုလေးစားသင့်တယ်ဗျဒါပေမဲ့ပေါ့နော်ကိုယ့်ရဲ့ခံစားချက်တွေကိုပေါ်တန်သဘောထားပြီးကစားတာမျိုးတော့ဘယ်တော့မှခွင့်မပြုသင့်ဘူးဗျဘသူရဲ့ချစ်ချင်းမှာပေါ့နော်ကိုယ့်ရဲ့တန်ဖိုးကိုတတ်မှတ်ပေးတာမဟုတ်ဘူးလေကိုယ်တိုင်ကသာကိုယ့်ရဲ့တန်ဖိုးအစစ်မှန်တွေကိုဘယ်လိုပြောရမလဲတတ်မှတ်ထားတာဗျတနေ့ကြားလို့ရှိရင်ကိုယ့်ရဲ့တန်ဖိုးတွေကိုတန်ဖိုးထားပြီးတော့ကိုယ့်ကိုအမှန်တကယ်ချစ်မြတ်လို့တဲ့သူတွေပေါ်လာမှာပါဗျအရေးကြီးဆုံးကတော့ကိုယ့်ကိုချစ်ဖို့ကိုယ့်ရဲ့တန်ဖိုးတွေကိုမြင့်တင်မှုနဲ့ရိုးသားပွင့်လင်းတဲ့ဆက်ဆံရေးတွေပေါ့နော်တန်ဖိုးထားဖို့ပဲဗျဘဝဆိုတာကလိလာတည်ယူရင်းနဲ့ရှေ့ဆက်ရတဲ့ခီးရှည်ကြီးဖို့လို့ပေါ့နော်အဲ့ဒီခံစားချက်တွေကိုမျှတစွာကိုင်တွယ်ဖြည့်ရှင်းပြီးတော့လှပတဲ့ဘဝတွေကိုတည်ဆောက်နိုင်ပါစေလို့ကျွန်တော်တော့ဆုတောင်းပေးလိုက်ပါတယ်ပေါ့နော်ဗီဒီယိုလေးတော့ဒီလောက်ပါတော့နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့တယောက်ရှိနေတိုင်းကိုတကယ်ကျေးဇူးတင်ပါတယ်ဗျ